ဒီမှာတက်ဟင်ကဒီစေစားပြမယ်စားလို့စားလိုက်တယ်စားလိုက်တဲ့ဒါနဲ့မတည့်ဘူးလို့ဒီမှာတက်ဟင်ကဒီဒီမှာဒါ I love you တက်ဟင်ကဒီနဲ့ကြက်သားနဲ့မတည့်ဘူးဆိုလို့ဟိုရင်တော့မစားရဲခဲ့ပါဘူးအခုတော့ကြည့်ပါဦးတက်ဟင်ကဒီနဲ့ကြက်သားနဲ့ရောချက်လာတယ်အရှိမတော့တက်ဟင်ကဒီပြန်ချတာပေးပါတယ်မရုပ်ဒီစိန်စားရအောင်လို့ပါဒီမှာတော့မြန်မာပြည်နဲ့တိတ်မတူပါဘူးမြို့ဒီချက်မုတ်ကိုစီနဲ့လှော်ထားပါတယ်ငံပြားရည်မြေဘဲနဲ့အချင်းရည်တွေပြီးလို့ရှိရင်မြေဘဲတွေကိုစစ်ကြိုက်ထည့်ပြီးတော့စားရပါတယ်စမ်းကြည့်မယ်အခုဆိုရင်ကြက်ပြစားရတယ်လေအချင်းကလည်းကန်ပြီးပဲခုစားရမှာဟောညမ်းတယ်မပြကြက်တာစားကြရလားစားလို့စားလိုက်တယ်ထားလိုက်လားချက်သိမ်းမှထားmuốn là ngập vô cha rồi đây là hả ăn gì nè cái đường chả cái đường trước không có đặt sợi quậy vào để cái này mà đi tao sẽ thôi về cho lại nó tao đã phải nhưng mà phải không nói gì đâu lại nó phải tiêu không có làm gì sẽ lại ê lý amma tuổi tuổi mà sau này không phải phong trào không phải phải lý không được đâu hoa đại mà mấy đứa mẹ cả hoa đại nó dài à cái dây ta là qua cuộc phun dạo nha sao mà chứ sao rồi sao làm rồi ကျမတို့တော့အစားစားလည်းမတည့်ကြပါဘူး။လမ်းကျတွေမစားရဘူး။ခမင်းစားနာတဲ့နေ့လည်းပဲမှာသွားစားတာဖြစ်ပါတယ်။ကျမရုပ်လေးတော့တိခံပြီးကြည့်ပြကြပါအောင်နော်။အလလောရတာအရင်ကဘူရိုစပင်းလေးလည်းတိတ်တင်ထားလိုက်ပါတယ် nó thường là bê đi bê bê sao không sao được cái sao bê đến sao được bê đi một bê rồi ။ကျမဝတ်ထားတာတော့အလုပ်အင်ကြီးဖြစ်ပါတယ်။ကျမတို့ရဲ့ယူနီဖောင်းပေါ့နော်။ကိုတီကိုစားရင်အခုလိုမျိုးမြေပဲများများလေးထည့်ပြီးတော့စားတာကြိုက်ပါတယ်။အရင်နဲ့မှစားကောင်းပါတယ်။ကျမတော်မှဒီဗီဒီယို edit လုပ်နေတဲ့တည့်ရတော့ပြန်ယူမိပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။ Bye